မြန်မာလူမျိုးတို့ရေကဘာပေါ်မှာဘယ်နိုင်ငံတွေကအရင်ကျေးဆုံးလဲသိကျင်ကြလားနိုင်ငံတကာစစ်တမ်းတွေနဲ့ခရီးသွားအတွေ့အကြုံတွေအရကဘာအရင်ကျေးဆုံးလို့သတ်မှတ်ခံထားရတဲ့နိုင်ငံ9နိုင်ငံအကြောင်းဗဟုသုတအနေနဲ့ပြောပြပေးပါမယ်ဒီလိုနိုင်ငံတွေရဲ့ယဉ်ကျေးမှုကခရီးသွားတိုင်းအတွက်လေးစားစရာသင်ယူစရာတွေပါမြောက်အမေရိကကနေဒါနိုင်ငံဟာနံပါတ်9နေရာမှာရပ်တည်နေပါတယ်ကနေဒါလူမျိုးတွေဟာအမြဲတမ်းတောင်းပန်တတ်သူတွေလို့တောင်နာမည်ကြီးပါတယ်သူတို့ရဲ့နေ့စဉ်ဘဝမှာ sorry ဆိုတဲ့စကားလုံးကိုအသုံးအများဆုံးဖြစ်ပြီးဘယ်သူနဲ့မဆိုအဆင်ပြေအောင်ပေါင်းသင်းတတ်ကြပါတယ်လူမျိုးပေါင်းစုံစုဝေးနေထိုင်တဲ့နိုင်ငံဖြစ်ပေမဲ့တဦးကိုတဦးလေးစားကြတာလမ်းသွားလမ်းလာတွေအပေါ်ဖော်ရွေတာတွေကကနေဒါရဲ့အလှဆုံးယဉ်ကျေးမှုတစ်ခုပါပဲနံပါတ်4ကတော့တဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နယူးဇီလန်နိုင်ငံမှာနယူးဇီလန်သားတွေဒါမှမဟုတ်ခိုင်းစ်တွေဟာအရန်ကိုပွင့်လင်းပြီးဖော်ရွေကြပါတယ်ခရီးသွားတယောက်လမ်းပြောင်းနေရင်တောင်သူတို့ကိုယ်တိုင်လိုက်ပို့ပေးတတ်တဲ့အထိစိတ်ကောင်းရှိကြသူတွေပါမန်နာကတိန်ကလို့ခေါ်တဲ့ဌာနေတိုင်းရင်းသားမာအိုရီလူမျိုးတွေရဲ့အိတ်ဝတ်ကျေပုံမှုအစဉ်အလာဟာဒီနေ့အထိနယူးဇီလန်ရဲ့အဓိကအမှတ်အသားဖြစ်နေသေးပါအာရှကဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းအပြုံးပိုင်ရှင်များရဲ့မြေလို့တင်စားရတဲ့ထိုင်းနိုင်ငံကနံပါတ်3နေရာမှာရှိနေပါတယ်။ထိုင်းလူမျိုးတွေရဲ့စာဝါရီခလို့ခေါ်တဲ့လက်အုပ်ချီနှုတ်ဆက်တဲ့ယဉ်ကျေးမှုဟာသူတစ်ပါးကိုနှိမ့်ချလေးစားရာရောက်ပါတယ်။ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်လို့ဧည့်သည်တွေအပေါ်ဘယ်လိုပြုစုရမလဲဆိုတာသူတို့ထက်ပိုသိတဲ့သူမရှိသလောက်ပါပဲ။နံပါတ်2ကတော့ကမ္ဘာအငြိမ်းချမ်းဆုံးနိုင်ငံလို့အမြဲသတ်မှတ်ခံရတဲ့အိုက်စလန်ပါလူဦးရေနည်းပေမဲ့တဦးနဲ့တဦးယုံကြည်မှုအပြည့်ရှိကြပြီးရာဇဝတ်မှုအ ਨੇ ဆုံးနိုင်ငံလည်းဖြစ်ပါတယ်အိုက်စလန်လူမျိုးတွေဟာစကားပြောရင်တည်ငြိမ်ပြီးယဉ်ကျေးကြသလိုသူတို့ရဲ့လူမှုအတိုင်းဝိုင်းဟာလည်းအရန်ကိုစီးလုံးပါတယ်ဧည့်သည်တွေကိုလည်းမိသားစုဝင်တယောက်လိုနှွေးထွေးစွာဆက်ဆံတတ်ကြပါတယ်နောက်ဆုံးနံပါတ်1ကတော့ကမ္ဘာမှာအရင်ကျေးဆုံးလို့ပြောလိုက်ရင်ဘယ်သူမှမငြင်းနိုင်တဲ့ဂျပန်နိုင်ငံပါပဲဂျပန်လူမျိုးတွေရဲ့အမော်ဒနန်ရှိလို့ခေါ်တဲ့မျောလင်းချက်မပါတဲ့အိတ်ဝတ်ကျေပုံမှုကကဘာကျော်ပါတယ်လမ်းပေါ်မှာတဦးနဲ့တဦးဦးညွတ်နှုတ်ဆက်တာအများပြည်သူဆိုင်ရာနေရာတွေမှာစီကံလိုက်နာတာနဲ့သူတစ်ပါးကိုအနှောင့်အယှက်မဖြစ်အောင်နေထိုင်တာတွေကဂျပန်လူမျိုးတွေရဲ့သွေးထဲမှာပါနေတဲ့ယဉ်ကျေးမှုတွေပဲဖြစ်ပါတယ်ခရီးသွားခဲ့ဘူးတဲ့သူတွေရှိရင်ရောသင်တို့တွေ့ဘူးသမျှထဲမှာဘယ်နိုင်ငံကလူတွေကအရင်ကျေးဆုံးလဲ comment မှာရေးခဲ့ပေးပါဦးအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်နိုင်ဖို့ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်